မိဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။အပတ်စဉ်တင်ဆက်ပေးနေကြအစီအစဉ်တစ်ခုဖြစ်တဲ့အသည့်အလိမ္မာဉာဏ်ပညာအစီအစဉ်ကိုဆိုရင်တော့ရှေးတကုံစီတီတော်နိကေ9ရက်ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်ရဲ့အတွင်းရေးမှူးဖြစ်သူဆရာဦးဆန်းလေးစင်မြောင်းနဲ့တွိဆုံမေးမြန်းဆွေးနွေးပေးသွားတော့မှာပဲဖြစ်ပါတယ်။ဆရာမင်္ဂလာပါရှင်။မင်္ဂလာပါခင်ဗျ။ဟုတ်ကဲ့ပါဆရာ။အသည့်အလိမ္မာဉာဏ်ပညာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆရာ။ဟုတ်ကဲ့ဒီတစ်ပတ်မှာဆိုရင်တော့ဆရာရှင်းလင်းပြောကြားပေးနေတဲ့အစိမ်းတရားအကြောင်းကိုပဲဆက်လက်ဆွေးနွေးသွားမယ်လို့ထင်ပါတယ်ဆရာအမိန့်ရှိပါအောင်ဆရာအသိလိမ္မာဉာဏ်ပညာအစီအစဉ်မှာစိန်တရား၄ပါးအကြောင်းကျွန်တော်တို့ဆွေးနွေးခဲ့တာပေါ့နော်၃ပါးပြီးသွားပြီပေါ့ပထမတစ်ကဗုဒ္ဓဝိတ္တယဗုဒ္ဓနဲ့ဆိုင်သောအရာဒုတိယကဇာနာဝိတ္တယဇံပင်ခြင်းနဲ့ဆိုင်တဲ့အရာတတိယကကမ္မဝိပါကဆိုတဲ့ကံကံအကျိုးနဲ့ဆိုင်တဲ့အရာဒါပြီးခဲ့တဲ့ဘက်ကပြီးသွားတာပေါ့နော်ဒီတစ်ပတ်တော့ဒါဏိကုံးပေါ့နောက်ဆုံးအနေနဲ့ပါလဲဆိုတော့ခေါင်းစဉ်ကလောကစိန်တာလို့ခေါ်တာပေါ့နော်၄ပါးလောကစိန်တာဆိုတာသူကစိန်တာဆိုတာစိန်တာဆိုတဲ့တရားကကြံစီတယ်လို့တာမန်အဖြစ်တော့ကျမ်းနေမှာဖွင့်တာပေါ့နော်သို့တော့ကြံစီတယ်ဆိုတဲ့နေရာမှာသူကပ္ပတို့ပရိကပ္ပတို့တက်ကတို့ဝိတက်ကတို့ရှိတယ်အဲ့ဒါဒီနဲ့တော့မတူဘူးပေါ့နော်ဘာကြောင့်မတူလဲလို့ဆိုတော့ထာဂရဆရာရှင်ရှင်မဘုရားဂေါသကပြောထားတာရှိတယ်အဲ့ဒီစိန်တာဆိုတာဘာလဲဆိုဝိဇာနာတိတဲ့ဝိဇာနာတိဆိုဝိဆိုတာအထူးပေါ့ဇာနာတိဆိုတာကသိတာနော်အထူးသိခြင်းလို့အဓိပ္ပာယ်ရတယ်အဲ့တော့စိန်တရားဆိုတာအထူးသိတာပေါ့နော်အစိန်တရားဆိုရင်အထူးမသိနိုင်ဘူးအထူးမသိနိုင်တော့အရာပေါ့အဲ့လိုဖြစ်တာပေါ့နောက်နစိန်တေတ္ပ္ပဏိဆိုတဲ့ဟာရှိသေးတယ်တပ္ပဆိုတဲ့တရားကဘာလဲဆိုစွမ်းနိုင်တာအဲ့တော့နစိန်တေတ္ပ္ပဆိုရင်ဟိုမစွမ်းနိုင်ဘူးပေါ့နော်ဒါကြောင့်အစိန်တရားနိနစိန်တေတ္ပ္ပဏိတွဲပြောရင်အထူးသိခြင်းကမစွမ်းနိုင်တော့တရားအဲ့ဒီထဲမှာရှေ့သုံးခုပြီးတော့ဒီကနေ့ကလောကနဲ့ပတ်သက်တဲ့အကြောင်းပေါ့နော်လောကစိန်တာဆိုတာလောကကိုကြံစီမှုပေါ့အဲ့တော့လောကကိုကြံစီတဲ့အခါမှာလည်းပဲအထူးသိခြင်းကမစွမ်းနိုင်ဘူးဆိုတော့နည်းနည်းပါးပါးလောက်တော့သိလို့ရတယ်ရိုးရိုးအပြင်တော့သိလို့ရတယ်ပေါ့ကိုယ်ဉာဏ်ရှိသလောက်တော့ဒီလိုမျိုးခံမှန်းလို့ရတယ်ပေါ့အဲ့တော့အခုဒီကနေ့လောကစိန်တာဆိုတဲ့နေရာမှာစိန်တာကိုပြောပြီးပြီเนาะအဲ့တော့လောကကိုပြောမယ်လောကအမတန်ကျယ်ပြန့်တယ်နဲ့ဆိုင်တယ်ပေါ့เนาะသဘောတရားကြီးအဲ့တော့သတ်မှတ်ထားတဲ့ချိန်ကာလအတွင်းမှာဆိုတော့လူတို့ချင်းအချင်းချုပ်လေးပြောပါမယ်ပထမဦးဆုံးလောကဆိုတာဘာလဲပေါ့လောကဆိုတာလုတ္တိပလုတ္တိဒီလောကောဆိုတဲ့အထောက်ထားနဲ့ပြောမယ်ဆိုရင်ပြတ်တတ်တယ်ဗျမ်းမတာပျက်စီးတတ်တယ်အဲ့ဒါကိုလောကလို့ခေါ်တယ်တနည်းအားဖြင့်ပြောရင်တော့ဖြစ်ပြီးစီနောက်ဖြစ်တဲ့အတိုင်းတည်တတ်မနေဘဲနဲ့တစ်ချိန်ချိန်မှာတနည်းနည်းနဲ့ကြေမွပြက်ပြုံလက်ဆက်တုံးတတ်တဲ့အရာပေါ့ဒါကိုလောကလို့ခေါ်တယ်အဲ့ဒါလိုသဘောတရားရှိတဲ့လောက၃ပါးရှိတယ်အဲ့တော့တတ္တလောကရဲ့သင်္ခါရလောကရဲ့ဩကာသလောကရဲ့၃ခုရှိတယ်အဲ့တော့ပထမဦးဆုံးတတ္တလောကပေါ့နော်တတ္တလောကဆိုတာတတ္တဆိုတာဘာလဲဆိုရင်တတ္တဝါကိုပြောတာလို့တွေ့ချင်းပြောရင်တတဝါဆိုတာကျွန်တော်တို့လုံးရတဟံပုံဟန်နမိတ်နဲ့ပြောရင်လူနဲ့ပြမာပေါ့ဗျာနော်လူနဲ့ပြမာတတဝါပေါင်းတို့ဒီကျွဲသုံးရတာပေါ့ကျွတ်တန်းဝင်မဲ့ပုံကိုယ်တွေဆိုလဲဝိနည်းတတဝါပေါင်းတို့ဒီပေါ့နော်တူတူပဲအဲ့တော့လုံးရတဟံပုံဟန်နမိတ်နဲ့ဆိုလူနဲ့ပြမာပေါ့သဘောတရားနဲ့ပြောမယ်ဆိုရင်တော့ဒီတတဝါဆိုတာသူကအဓိပ္ပာယ်ကဘာလဲလို့ဆိုတော့ရူပါတိတုခန္တေတုသန္တရာဂေနတတ္တာတိတတ္တာရူပါတိတုဆိုတာရူပါတိတုခန္တေတုဆိုတာရူပခန္ဓာအစရှိတဲ့အာယုန်တရားတွေပေါ်မှာသန္တရာဂေနဆိုတာသန္တရာဂနဲ့ကန့်ညှိတတ်တဲ့ပုဂ္ဂိုလ်တွေကိုတတ္တဝါလို့ခေါ်တယ်ဒါကဟိုအနက်တိပဲပေါ့ definition ပေါ့ခုနကတော့လုံးရတရနဲ့ပြောရင်လူနဲ့ပြမှာပေါ့အဲ့ဒီလူနဲ့ပြမှာတတ္တဝါတွေကိုကြည့်လိုက်ရင်တတ္တဝါတွေကမွေးဖွားလာကြတယ်နော်မွေးဖွားပြီးတဲ့နောက်မှာဒီတိုင်းမနေဘူးလေရင့်ရော်လာတယ်အနာယောဂတွေရလာတယ်အဲ့ဒီအနာယောဂမှာတာမန်အနာယောဂတစ်မျိုးပေါ့ဗျာသေလောက်မဲ့သေနာတစ်မျိုးပေါ့သေလောက်တဲ့အနာယောဂတစ်ခုတော့ဖြစ်ရမှာပဲလေအဲ့ဒါပြီးတဲ့အခါမှာမရဏဆိုတာတည်ဆုံးသွားကြတယ်အဲ့တော့တနည်းအားဖြင့်ပြောရင်ဖြစ်ပြီးစီနောက်ဖြစ်တဲ့အတိုင်းတည်တတ်မနေပဲနဲ့တစ်ချိန်ချိန်မှာတနည်းနည်းနဲ့ကြေမွပြပြုံလက်ဆက်တုံးတယ်ဆိုတော့လောကရဲ့အဓိပ္ပာယ်နဲ့တူတူပဲဒါကြောင့်အဓိပ္ပာယ်တူရာကိုရှင်းသုံးလို့ရတယ်လောကမှာလေဒါကြောင့်တတ္တလောကလို့ပြောတာတတ္တဝါနဲ့လောကနဲ့ကိုတွဲသုံးလို့ရဖြစ်ပြီးရင်ပြတ်တတ်တဲ့သဘောတွေပေါ့နှစ်ခုစလုံးကနော်လောကမှာအမျက်ဒေါသတို့ဗလာနတ္တိတို့ချမ်းသာဒုက္ခတို့ဒါအဓိပ္ပာယ်တူလို့တွဲသုံးတဲ့ဟာဒီမှာလည်းပဲတတ္တဝါနဲ့လောကအဓိပ္ပာယ်တူတယ်သဘောတရားတူတာပေါ့နော်အဲ့ဒါကြောင့်တတ္တလောကဒါတူတူချင်းချင်းပြောတာပါနောက်သင်္ခါရလောကတယ်သင်္ခါရရဲ့အဓိပ္ပာယ်ကပြုပြင်စေရင်မှုသဘောတရားလို့ဆိုတယ်ဒါအချင်းချုပ်ပြောတာပရိစ္ဆေသမုပ္ပါဒ်မှာကျင်ဒုတိယစကားလုံးပေါ့ဗျာအဝိဇ္ဇာပြီးရင်သင်္ခါရပေါ့သူကလည်းအမတန်အရာကျယ်တယ်နှက်ဆိုင်တယ်ဒီကနေ့သိပ္ပံပညာရှင်သမားတွေကောင်းကင်ကြီးကိုတိုင်းတာလိမ့်မယ်ဘယ်လောက်ကျယ်ဝန်းနေပေါ့နော်ကဘာဘယ်လောက်ဟလာဟိုအချင်းရှိတယ်ဧရိယာရှိတယ်တိုင်းတယ်သမုဒ္ဒရာဘယ်လောက်နဲ့တိုင်းနိုင်သို့တော်လည်းပဲသင်္ခါရရဲ့တိမ်နဲ့အကျယ်ဝန်းကိုဘယ်သိပ္ပံပညာရှင်မှမတိုင်းနိုင်ဘူးနောက်အုံနောက်6သွားလိမ့်မယ်အဲ့ဒါကိုမြတ်စွာဘုရားရှင်ကတလုံးနဲ့တိုင်းတာပြတယ်တပ်ပိသင်္ခါရအနိစ္စသ
သဗ္ဗေခသိန်းသောသင်္ခါရပြုပြင်စေမှုတရားမှန်သမျှအလုံးတို့သည်အနိစ္စအမြဲမရှိကြဘူးပြုပြင်စေမှုတရားတွေကဘယ်တော့မှအမြဲမရှိဘူးဆိုလိုတာကပြုပြင်ရတယ်ဆိုလဲတော့ကငကိုတိုင်းမဟုတ်တာသိကြတယ်ဒါအရာစကားနဲ့တွေးရင်တော့ပေါ်ပါတယ်နော်အဲ့တော့လောကမှာရှိနေတဲ့တရားတွေကြည့်လေလှိုင်းမှန်သမျှဟာကန်းစက်မှာအဆုံးသတ်တာမုံတိုင်းမှန်သမျှငြိမ်သက်မှုမှာအဆုံးသတ်တာပဲအတက်ဟုသမျှအကြမှာအဆုံးသတ်တာပဲဏိဒန်းဟုသမျှဟာဏိကုံးမှာအဆုံးသတ်တယ်လောင်ကျွမ်းမှုဟုသမျှဟာပြမှာအဆုံးသတ်တာပဲထိုနည်းတူစွာဇာတိမှန်သမျှဟာမရဏမှာအဆုံးသတ်တယ်အဲ့တော့ဒါကမြင်သာထင်သာတဲ့ပြုပြင်စေမှုအဆုံးသတ်မှုပေါ့နော်အဲ့ဒါတွေကိုယုံ nant ခွဲလိုက်တဲ့အခါမှာစက္ကန့်နဲ့စက္ကန့်နဲ့အမျှဖြစ်ပြနေတဲ့ယုံ nant ဓမ္မတွေပြုပြင်ပြောင်းလဲနေတဲ့သင်္ခါရတွေတရားအလုံးဟာဒီထဲမှာပါတယ်ဒါကြောင့်သင်္ခါရတရားကလည်းမမြဲဘူးခုနလောကကလည်းပြည့်စည်တတ်တယ်ဗယမတာဖြစ်တတ်တယ်သဘောတရားတူနေပြန်အောင်တူတော့တွဲသုံးလို့ရတာပေါ့ဗျာသင်္ခါရလောကပေါ့နောက်တစ်ခုကဘာလဲဆိုဩကာသလောကတတိယမြောက်ဩကာသလောကဆိုတာကအမှန်တော့ဒီတတ္တလောကနဲ့သင်္ခါရလောကတို့ရဲ့တရားမိယာကိုဩကာသလောကလို့ခေါ်တယ်ဒါမြန်မာလိုပြောတာပေါ့နော်တတ္တသင်္ခါရနံအာဓာရတော်ဩကာသောတိစလို့ပါဠိလိုပြောအဲ့တော့သင်္ခါရလောကနဲ့တတ္တလောကတို့ရဲ့တရားမိယာဩကာသလောကပဲခုနလူနဲ့ပြမတတ္တဝါယုံနဲ့ဓမ္မသင်္ခါရတွေအလုံးဟာဘယ်မှာမှီနေကြလဲဆိုရင်ဒါဩကာသလောကကိုမှီနေကြတယ်အိမ်ရှိတယ်အိမ်ကျောင်းဇရက်မန်းတက်ပေါ့ဗျာကြီးချက်ကြီးရင်ကဘာကြီးချက်ကြီးရင်စัจ java လာပေါ့ဒါတွေကဩကာသလောကလို့ခေါ်တယ်ဩကာသကတော်ကျိုးကဩကာသနဲ့မတူဘူးပေါ့စလုံးပေါင်းတူတယ်တရားအနဲ့မတူဘူးဟိုကဩကာသံကရောတိဩကာသံဒေတိလို့ပြောတယ်အခွင့်ပေးတော်မူပါဗျာအခွင့်ပြုတော်မူဟောခွင့်တောင်းတဲ့ဩကာသဒါကအဲ့ဒါမဟုတ်ဘူးเนาะတရားမိယာဖြစ်တဲ့ဩကာသပေါ့ဒီဩကာသလောကကိုကြည့်ရင်လည်းပဲခုနတတ္တလောကတုန်းကပြောပြီးပြီတတ္တဝါလူဟာလူသက်တန်းနတ်ဟာနတ်သက်တန်းမြမသက်တန်းရှိပြီးပျက်စီးကြတာပဲထိုနည်းတူစွာပဲအိမ်ဟာအိမ်သက်တန်းကျောင်းဟာကျောင်းသက်တန်းဇရပ်ဟာဇရပ်သက်တန်းပေါ့နော်ကဘာဟာကဘာသက်တန်းရှိတယ်စัจ java လာစัจ java လာသက်တန်းရှိတယ်ပြီးရင်တစ်ချိန်ချိန်မှာတနည်းနည်းနဲ့သူကသူဂျိုချင်းတိုက်လို့ပဲဖြစ်စေဘာပဲဖြစ်စေပေါ့ပျက်စီးသွားကြရမှာပဲဒီထဲမှာအနုစိတ်ကြည့်ရင်လည်းယုံ nant သမားယုတ်တရားတွေကလည်းစက္ကန့်နဲ့များပြောင်းနေတယ်ငကိုဟာမဟုတ်အသစ်တွေဖြစ်နေတာပေါ့နော်ဆက်နေတာပေါ့ယုတ်တွေဆက်ပြီးဖြစ်နေကြတာနန္တရားကလည်းထုံနည်းတူစားပဲအပိုင်းအပြက်အဆက်နေကြအဲ့တော့လောကကြီး၃ပါးစလုံးကအမှန်တော့ဗာလဲဆိုရင်ခုနပျက်စီးတတ်တဲ့သဘောဗယံမတာပျက်စီးတတ်တဲ့သဘောပဲဖြစ်တယ်အဲ့ဒီလောကကြီး၃ပါးရဲ့ဖြစ်တည်ပုံတွေတည်ရှိပုံတွေပျက်စီးပုံတွေဟာတာမန်လူတယောက်အတွက်တယောက်မဟုတ်ပါဘူး10ယောက်15ယောက်ထိုင်ရွှေ့နေလဲကိစ္စမပြီးဘူးဘာကြောင့်လဲဆိုတော့တာမန်အပြင်သိနိုင်တဲ့အရာမဟုတ်ဘူးအထူးသဖြင့်သိနိုင်တဲ့အရာမဟုတ်ဘူးမြင်နိုင်တဲ့ပုဂ္ဂိုလ်ကတွေ့တယ်မြင်တယ်သူတို့အလိုအဆင့်ရမှာပဲဟိုဒါကြေချာ definitely သိနိုင်တာပေါ့နော်အခုတော့ကျွန်တော်တို့ကဘာလဲဆိုရင်မှတ်တမ်းပေါ့ဗျာနော်ဘုရားအစရှိတဲ့ဉာဏ်နာပုဂ္ဂိုလ်တွေဝိညာဉ်ရပုဂ္ဂိုလ်တွေကနေပြောပြခဲ့တဲ့အားတွေပေါ့သိပ္ပံလည်းတချို့ပဲသိပ္ပံမှတ်တမ်းပေါ့နော်တီထွင်တဲ့သိပ္ပံပညာရှင်တွေအဆင့်လက်ဆင့်ကမ်းပြောပြတဲ့ဟာတွေပဲဟိုလားကျောင်းတွေမှာသင်ကြားကြရတာပဲလေအဲ့တော့ဒီနှစ်ခုတော့မျှတအောင်ကြည့်ဖို့လိုတာပေါ့အဲ့တော့မြတ်စွာဘုရားရှင်ကအခုဒီနေ့ပြောမှာကသိပ္ပံအမြင်နဲ့တော့မပြောဘူးပေါ့ဗျာနော်ဒီလောကကြီးသုံးပါဗုဒ္ဓရဲ့အမြင်နဲ့ပဲပြောမယ်ဘာသာရေးအသိလိမ္မာဉာဏ်ပညာကိစ္စဖြစ်နေတော့နော်အဲ့တော့ဗုဒ္ဓကဒီဩဃတလောကတတ္တလောကသင်္ခါရလောက၃ပါးစလုံးကိုသမဏုတဉာဏ်တော်ကြီးနဲ့ဗုဒ္ဓစက္ကုနဲ့ဒိဗ္ဗစက္ကုအစုံပေါ့နော်မြင်တော်မူတယ်မြင်တယ်ဆိုတာကတတ္တဝါတွေအဓိကတတ္တဝါတွေကမိမိတို့ပြုတဲ့ကံအလိုက်ပေါ့နော်ပရိသန္တိတွေကွဲသွားတယ်အဲ့ဒီကံကိုလိုက်ပြီးကွဲတဲ့အပြင်ကိုအဲ့ဒီမှာတရားဌာနတွေဘုံတွေလည်းကွဲသွားတယ်ဘယ်လောက်ပဲကွယ်တတ္တဝါအနန္တဘယ်လောက်ပဲရှိသူတို့တရားဘုံဌာနကိုမြတ်စွာဘုရားရှင်ကြည့်တဲ့က32ဘုံပဲမြင်တယ်32ဘဝပေါ့ပြောလို့ရတယ်အဲ့တော့32ဘုံမရှိဘူးလို့ဝါဒတွေလည်းရှိပဲမယုံနဲ့အမှားတွေပြောတာနော်ဘုရားမဟုတ်ဘူးလို့တချို့ပြောတာတွေရှိတယ်မဟုတ်ဘူးဟောတယ်သုဒ္ဓမှာလည်းဟောတယ်ဝိနည်းမှာလည်းဟောတယ်အဘိဓမ္မာမှာလည်းဟောတယ်အထူးသဖြင့်ဇမိုက်ကျမ်းမှာဟောတယ်ဘယ်ဘုံမှာဘယ်တတ္တဝါတွေနေတယ်ဘယ်လိုအစားအသောက်တွေစားတယ်ဘယ်လိုအဝတ်တွေဝတ်ဆင်တယ်ဘယ်ကံတွေကြောက်ဒီကိုရောက်တယ်ပြီးရင်သူတို့သိရင်ဘာဖြစ်တယ်အသွားကိုလည်းမြင်တယ်အပြန်ကိုလည်းမြင်တယ်အကုန်လုံးမြင်တယ်ပေါ့အဲ့ဒါဘတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ထဲမှာဂုဏ်တော်၉ပါးထဲမှာလောကဝိတုဆိုတာကြားဖို့မှာပေါ့နော်လောကကြီး၃ပါးကိုကောင်းစွာသိတယ်အဲ့ဒါဂုဏ်တစ်ခုပဲနော်ကျန်တဲ့ဂုဏ်တွေတော့မပါသေးဘူးအကုန်သိတယ်အဲ့တော့ဆိုလိုတာကအဲ့ဒီ32ဘုံကိုကြည့်လိုက်ရင်နောက်တစ်ချိန်မှာသိပ္ပံပညာဒီတက်မကတိုးတက်လာရင်ဖြစ်စေပေါ့သို့မဟုတ်သိပ္ပံပညာတဲ့တိုးတက်လာတဲ့ပေါ်ပေါက်လာတဲ့ဖြစ်ထွန်းလာတဲ့ပညာရတစ်ခုအသစ်ပေါ်လာသည်ပဲဖြစ်စေပေါ့သူတို့ဘယ်လိုပဲကြည့်32ဘုံနဲ့ကြော်ပြီးတော့မတွေ့နိုင်ဘူးဒါဗုဒ္ဓဘာသာပဲပြောခွင့်ရှိအကယ်၍32ဘုံပြည့်အောင်မတွေ့သေးဘူးဆိုလဲရှာကြည့်ကြလို့ဒီလိုပဲပြောရမှာပေါ့နော်ဟိုအတိုက်ခံပြောတာမဟုတ်ပါဘူး32ဘုံမှာမြတ်စွာဘုရားရှင်ကလူဘုံကိုအခြေပြုထားတယ်ဘာကြောင့်လဲမနုဿတ္တဘာဝတုံလဘောမတန်ရခဲ့တဲ့ဘုံလေး
လူပုံကိုအခြေပြုထားပြီးတော့စားရေးဝတ်ရေးနေရင်းတဲ့တော့ဘဝဖြစ်တည်ရေးမှာလူတဲ့အောက်တန်းကြတဲ့နှိမ့်ကြတဲ့အခြင်းကိုအပါယဘူမိလို့ခေါ်တယ်အပယ်၄ပုံဘယ်သူတွေပါလဲဆိုတော့ငရဲတရိစ္ဆာန်ပြိတ္တာအသူတွေက၄ပုံစားရေးဝတ်ရေးနဲ့ဘဝဖြစ်တည်ရေးနဲ့တော့နော်လူတဲ့အထက်တန်းလဲကြမယ်ကိုရောင်ကိုဝါတွေလဲထွန်းလင်းတောက်ပတဲ့ပုံကိုဒိဗ္ဗလို့ခေါ်တယ်ဒိဗ္ဗဆိုတာထွန်းလင်းတောက်ပါတာနောက်တော့ဒေဝဖြစ်သွားတော့ဒေဝဆိုတော့နတ်ဘုံပေါ့အဲ့ဒီနတ်ဘုံမှာရိုးရိုးဒေဝနဲ့ပိုရွေးမြင့်မြတ်တဲ့ဒေဝဆိုနှစ်ခုကွဲတယ်ရိုးရိုးဒေဝကိုတော့ဒေဝလို့ခေါ်တယ်ပိုရွေးမြင့်မြတ်တဲ့ဒေဝကိုပါဠိဘာသာနဲ့ပြန်မာလို့ခေါ်တယ်အဲ့တော့နတ်နဲ့ပြန်မာပေါ့နော်လူရဲ့နတ်ရဲ့ပြန်မာဒီကအပယ်၄ဘုံပေါ့ဒါဩဃတလောကကိုတီးပြီးပြောခြင်းအပြင်တတ္တလောကလည်းပါသွားမယ်သင်္ခါရလောကလည်းပါသွားအချင်းချုပ်ပြောတာပါနော်အဲ့တော့ပြန်ကြည့်မယ်ဆိုရင်ခုနလူဘုံရဲ့အောက်မှာငရဲတရိစ္ဆာန်ပြိတ္တာအတူတကယ်ရှိတယ်အဲ့တော့လူဘုံကိုစံထားလိုက်မယ်ဆိုရင်လူဘုံမှာတလိษံတွေကလည်းဒီမှာပဲတူနေကြတာပဲเนาะဘုံထဲမှာပဲမြင်တွေ့နေရပြိတ္တာတွေအတူတကယ်တွေလည်းဒီတိုင်းပဲဘုံသီးချမရှိဘူးလူဘုံမှာပဲရောရှက်ပြီးတော့နေကြတယ်ငရဲကြတော့အဲ့ဒါလိုမဟုတ်ဘူးဒီလိုရောရှက်လို့မရဘူးငရဲကဒီလူဘုံရဲ့အောက်မှာယူဇနာ15000ရှိတဲ့ဟာနေစပြီးတော့ငရဲရှိတယ်ဒါကဒိဗ္ဗစက္ခုနဲ့ဘေညင်တို့နဲ့ကြည်မှသိကြပါတော့အဲ့ဒီယူဇနာ15000ရဲ့အောက်မှာငရဲကြီး8ထပ်ဆိုတာကြားဘူးမှာပေါ့သိန်းစိုးဆိုတာအရင်ဆုံးတွေ့တယ်သိန်းစိုးကာလသုတ်သင်္ကာရရောဓုဝမာရောဓုဝတာဘာနမဟာတာဘာနအဝိဇိဆိုတာအစဉ်တိုင်းသွားတယ်ယူဇနာ15000နဲ့ဒီလိုသွားတယ်အဲ့ဒီပုံမှာခုနကလူဘုံပေါ့နော်လူမဟာပရိမြေကြီးနဲ့နောက်တစ်ချက်ကျွန်တော်ပြောမယ်လူဘုံကိုအခြေပြုထားတယ်လို့ဆိုတော့အရာဝတ္ဒီလူဘုံကဒီအခုမြေကျွန်တော်တို့မြေပေါ်မှာရှောက်သွားနေတာပေါ့နော်ထားပါတော့အဲ့ဒီမြေကယူဇနာဟိုပါပေါ့2,400,000ရှိတယ်အဲ့ဒီ2,400,000မှာသူကတဝက်စီသွားရင်ပန်သူပထဝီနဲ့သေလာပထဝီဆိုတာရှိတယ်မြေသားရဲ့ကြောက်သားရဲ့ပေါ့နော်အဲ့ဒါတော့1,200,000ရှိမှာပေါ့နော်ဟော2,400,000ဆိုတော့မဟာပထဝီရဲ့ဒုက2,400,000ရှိတယ်အဲ့ဒီမဟာပထဝီမြေကြီးရဲ့အောက်မှာရေထုခံဆောင်ထားတယ်ဒါဗုဒ္ဓဘာသာရေထုရေခဲဒုကြီးပေါ့ဗျာဟိုရေလိုမဟုတ်ဘူး solid ဆိုရင်မြုပ်သွားမှာပေါ့ရေခဲဒုကြီးပေါ့အဲ့ဒါနှစ်ဆပေါ့4,800,000ပေါ့2,400,000ဆို4,800,000အဲ့ဒီရေခဲတုရဲ့အောက်မှာမြေတုရေတုရဲ့အောက်မှာလေတုကြီးရှိတယ်အဲ့ဒါယူဇနာဟိုဟာရှိတာပေါ့9,600,000ရှိတယ်နှစ်ဆထပ်တွေ့ရတယ်ပေါ့နော်9,600,000အဲ့9,600,000ရှိတဲ့ဒီလေတုကြီးနဲ့ခံဆောင်ထားတယ်အဲ့တော့အရာဝတ္ထုတစ်ခုကဟိုတမီးတို့ခင်မှာတော့သိကျင်လည်းသိမယ်မသိကျင်လည်းမသိဘူးပေါ့နော်ဆရာတို့တုန်းကတော့မူလာတန်းလောက်ပါလောက်မှာဟိုမူလာတန်းကျောင်းတွေမှာရောင်းတာခလေးတွေဆော့တဲ့ဟာလေးတွေရှိတယ်ဟိုဆေးတံသဘောမျိုးဝါးကျိုးနဲ့လုပ်တာဆေးတံမြင်မှုမှာပေါ့ဆေးတံကြည့်လိုက်ဒီလိုလေးအပေါက်လေးရှိတယ်ဒီလိုတူးပေါ့အဲ့ဒီဆေးတံပေါ်မှာဘာနဲ့တူကတွဲရောက်လဲလို့ဆိုတော့ကော်လုံးလေးတွေနော်ကော်လုံးပေါ်လေးဆေးတံဘူးပေါ်တင်တဲ့ဟာလေးအဲ့ကော်လုံးလေးကိုအဲ့ဒီခွက်လေးပေါ်တင်ပြီးတော့ဒီကပါဇက်လေးနဲ့ပြီးလို့ပေါ့ဖြည်းဖြည်းချင်းမှုတ်လိုက်ဘူးကနေမှုတ်ရင်တော့လွင့်ထွက်သွားမှာပေါ့ထိပြီးတော့ဖြည်းဖြည်းချင်းမှုတ်ရင်အဲ့ဒီဘောလုံးလေးကအပေါ်ကိုတက်လာတယ်အောက်ကလေတူးကရှိတော့ထောင်တက်လာတယ်ဒီလိုလေးအဲ့လိုလေးကစားနေတယ်လေကြောက်သူကလှုပ်နေတာပေါ့လဲနေတာပေါ့ကစားနေတယ်အဲ့ဒီဟာတစ်ခုရှိတယ်ဥပမာပြရင်ပေါ့နော်တင်ရှားရှားပြောရင်ထိုနည်းတူစွာပဲပေါ့ဒီကအောက်ကလေတူကြီးခံဆောင်ထားတယ်ပေါ်မှာရေတူးရှိတယ်ပြီးတော့မြေတူးရှိတယ်ကဘာနဲ့ပတ်သက်ပြီးပြောတာဆောင်ထားတဲ့အခါမှာဒီလေတူးကခုနပြောနေကျွန်းတာဟိုပါပေါ့9,600,000ရှိတယ်နော်အဲ့ဒီတူးကြီးကအောက်မှာတော့တူးကြီးတာပေါ့ဒီကဘာလက်လုံးနဲ့လုံးအလုံးဖြစ်စေအပြားဖြစ်စေကျွန်တော်တို့မပြောချင်ဘူးเนาะရာဝတ္ထုပစ္စည်းတစ်ခုအောက်ကလေတူးခံဆောင်ထားတာပြောတာအဲ့တော့ဒီကနေပြီးတော့လေတူးကဝန်းရံသွားတယ်ဘေးကိုပေါ့เนาะအောက်ကတော့ခံဆောင်ထားတယ်ဘေးကိုရှန်တက်မှာပဲပြီးရင်အပေါ်ရောက်မယ်အပေါ်ရောက်တဲ့အခါလေတူးကအားနေသွားမယ်အပေါ်တက်လေအဆက်ပြတ်သွားမယ်ခုနကအဲ့ဒီအောက်ကလေတူးကြီးရဲ့အောက်မှာအစရာကောင်းကင်ကြီးရှိတယ်အနန္တကောင်းကင်ကြီးဟင်းဟောင်းလောင်းကြီးပေါ့ဗျာ space ကြီးပေါ့ရှိတယ်အဲ့ဒီကနေတက်သွားတာပေါ့အဲ့တော့ထိုနည်းတူသာပဲအခုသိပ္ပံပညာရှင်တွေရဲ့တွေးရှိချက်ကလည်းဒီကဘာကိုဝန်းရံထားတဲ့လေထုရှိတယ်ဒါသူကဘာနဲ့တိုင်းတယ်မသိဘူးပဲထားပါတော့အဲ့ဒီလေထုရှိတယ်အဲ့ဒီလေထုရဲ့တန်ချိန်ကိုသူတို့တိုင်းနိုင်တယ်တန်ချိန်ကဘယ်လောက်လဲဆိုရင်စာထဲမှာပါတဲ့အတိုင်းပြောရင်59နောက်မှာ314လုံးရှိတယ်နော်ဒါသူတို့ရဲ့တန်ချိန်ပေါ့နော်ဝန်းရံတာအပေါ်ရောက်လာတဲ့ကမှလေထုအားနေသွားတယ်နောက်လေမရှိတော့ဘူးပြတ်သွားတယ်အဲ့တော့ခုနပြောပြီကဘာမြေထုရှိတယ်အောက်မှာရေထုရှိတယ်အောက်ကလေထုကခံဆောင်ထားတယ်အောက်မှာဟင်းလင်းပင်ကြီးပေါ့နော် space ကြီးပြင်နေတယ်ကောင်းပြီဒါဖြစ်ရင်ဒီမြေထုရဲ့အပေါ်ကိုတက်မယ်နော်မြေထုပဲလူပုံပေါ့ဒီမှာရှိနေတက်မယ်ဆိုရင်ယူဇနာ42,000ခုနငရဲအောက်15,000တီးကျင်တူးကြည့်ရှားကြည့်ပေါ့ဗျာဒါထားပါတော့အဲ့တော့ယူဇနာ42,000ရှိတဲ့ယူကန်တို့တောင်ထိပ်ကနေပြီးတော့အောက်မြေပြင်အနှံ့ကိုစတုမာတွေလို့ခေါ်တယ်ခုနကပြောတဲ့နတ်ပြည်6ထပ်ပေါ့နော်နတ်နဲ့ပြမာနဲ့32ပုံမှာ
နတ်ပြည်6တက်မှာနာမည်လေးတွေပြောရင်စတုမာတွေတာဝရင်သာယာမတုတိတာနေမာနာရတိပရဏိမိတာဝတ္တဝတိပေါ့အစဉ်တိုင်းသွားတယ်ဒီလိုယူဇနာ42,000စီกว่าပြီးအမြင့်မှာရှိတယ်အဲ့တော့စတုမာတွေကတမျိုးစီရဲ့နာမည်ကဘာကြောင့်ပေးတယ်ဆိုတာလည်းရှိတယ်တိတ်ကျဲသွားမှကြောင့်ဆိုလိုတာနာမည်ကြီး၄ပါးရှိတယ်နာမည်ကြီး၄ပါးဥဆောင်ပြီးတော့ဒီရှိတဲ့ဟာကိုစတုမာတွေပေါ့နော်33ပါးဆိုတာဝရင်သာပေါ့ဒါဟိုဟာလိုပေါ့ဗျာကြားမင်းရှိတဲ့ဟာပေါ့နော်ပါဠိဘာသာစကားနဲ့အမည်ပေးထားတဲ့ဟာအဲ့တော့ယူဇနာ42,000ယူကန်တို့တောင်ထိပ်ကနေအောက်မြေပြင်နှံ့ကိုစတုမာတွေလို့ခေါ်တယ်နောက်တစ်ခါနဆတက်တယ်နဆပဲယူဇနာ84,000ပြည့်သွားတယ်84,000ရှိတဲ့မြင့်မို့တောင်42,000ဟာယူကန်တို့တောင်မြင့်မို့တောင်ထိပ်ကနေပြီးတော့စัจ java လာဒီဇိုင်းကိုတာဝရင်သာလို့ခေါ်တယ်အဲ့ဒီအထက်ကနေပြီးတော့သွားရင်တော့နောက်ထပ်42,000ယာမာတုတိတာနေမာနာရတိပရဏိမိတာဝတ္တဝတိနောက်၄ခုပါပေါ့အဲ့တော့အထက်မြင့်သွားရင်စီ तू ကအာကာသထဲမှာဖြစ်သွားတယ်အဲ့ပုံညာခုနကတောင်နေပြောတယ်မလားယူကန်တို့တောင်တို့မြင့်မို့တောင်တို့ဘာလို့ဆိုတာ तू ကမြေထုနဲ့ဆက်ဆက်နေတယ်မြေသားနဲ့ဆက်ဆက်နေတယ်အဲ့ဒီမှာရှိတဲ့နတ်တွေကိုဟိုမြေထုဖြစ်နေဆက်တော့ तू ကဘုံမစိုးလို့ခေါ်တယ်နတ်မှာ2မျိုးပဲရှိတယ်ဘုံမစိုးရဲ့လွတ်သွားပြီဆိုရင်အာကာသထဲဆိုရင်အာကာသစိုးလို့ခေါ်တာဒါကရေပုံရပဲတလောက်ပဲဒါသူတို့တီးရမိရကိုကြည့်ပြီးတော့တစ်ပင်မှာသွားပြီးမိနေရင်ရုပ်ကစိုးပေါ့ရာမားနေစပြီးတော့ဟိုဘက်ကောင်းကင်ထက်နဲ့တွေကိုအာကာသစိုးလို့ခေါ်တယ်အဲ့ဒီလိုသွားတဲ့ခါကျတော့စတုမာရင်တောင်ရင်သာယာမာတုတိတာနေမာနာရတိပရဏိမိတာဝတ္တဝတိ6ထက်ခုနပြောတဲ့42,000လို့84,000တို့အမြင့်အဲ့ဒီမှာပဲဒီခုနေတို့လာတို့နက်ခတ်တို့ကအဲ့ဒီမှာဝန်းရံပြီးသွားနေတယ်လို့ပြောတယ်ဗုဒ္ဓဘာသာရဲ့ကျမ်းစကားတွေမှာပေါ့နော်ဟိုအမြင့်ကြီးမှာရှိကြမဟုတ်ဘူးအဲ့ဒီအစင်လောက်မှာရှိတယ်ပေါ့အဲ့တော့ဟိုအထက်ကိုတက်မယ်ဆိုရင်ဗြဟ္မာရောက်ပြီပေါ့နော်ဗြဟ္မာရောက်ပြီဗြဟ္မာမှာ20ရှိတယ်ယူပဗြဟ္မာ16အယူပ4 20ဗြဟ္မာကိုတက်ပြီဆိုရင်ခုနကအမြင့်ဆုံးဖြစ်တဲ့ပရဏိမိတာဝတ္တဝတိပေါ့ဗျာဟိုသုတ်တန်နဲ့ပြောရင်မာနတ်တဘောင်နေတဲ့နေရာပေါ့အမြင့်ဆုံးနတ်ပြည်အဲ့ဒီကနေတက်ရင်ယူဇနာ42,000မသွားတော့ဘူးနတ်ပြည်မှာ42,000ငရဲက1,000ကတော့သူတို့ကြတော့မြင့်သွားပြီ9,308,000 9,508,000ယူဇနာပေါင်းအဲ့လောက်ထိကိုကွာဝေးတယ်တပုံနဲ့တပုံအဲ့တော့ဗြဟ္မာ20မှာပထမဇန်3ပုံဒုတိယဇန်3ပုံတတိယဇန်3ပုံစရုဒ္ဓဇန်9ပုံပြီးရင်အာယူပ4ပုံပေါင်းရင်20အဲ့တော့ပထမဇန်3ပုံဆိုတာကအမည်လေးတွေပါအောင်ပြောမယ်စတုနော်ဗြဟ္မာပါတိသစ္စာဗြဟ္မာပရောဟိတာမဟာဗြဟ္မာအဲ့ဒီ3ပုံတဒန်းနဲ့နေတယ်ပြီးရင်ဒုတိယဇန်3ပုံရှိတယ်ပရိဒါဘာအပမနာဘာအာဘတရာဒီလိုတဒန်းသူ့ရဲ့အထက်မှာပေါ့ဟိုပန်းဆိုင်ကြီးတွေပေါ့နော်ပြီးတော့ပရိဒါသူဘာအပမနာသူဘာသူဘဂိဏ3ပုံတတိယဇန်3ပုံအားလုံးက9,308,000 9,508,000ယူဇနာတယူဇနာကို73မိုင်နဲ့တွက်ယူဇနာတွက်နည်းက4မျိုးလောက်ရှိတယ်ဒါပေမဲ့ခကြီးကွာဝေးမိုင်ပါညာဆိုရင်ဒီဟိုပါပေါ့ဟိုခုနပြောတဲ့73မိုင်ကအနိစ္စဆုံးပဲ၄ကဘုတ်တယူဇနာပေါ့ဗျာဒီလိုသွားတာပေါ့အဲ့တော့အတိအကျပြောရင်တော့12မိုင်5ဖာလုံး8တန်ကျိုးနဲ့4ရက်ရှိတယ်ရက်ပလက်ရေချတာတွေးဆိုင်4ရက်ပေါ့ဒါပေမဲ့73မိုင်ပဲသုံးတာပဲအလွယ်ရတယ်အဲ့ဒါမြောက်ကြည့်ရင်သိတာပေါ့9,508,000အဲ့တော့တတိယဇန်ပြီးသွားပြီးရင်စရုဒ္ဓဇန်9ပုံရှိတယ်ဝေဟဖို့ရဲ့အတ္တညတ္တရဲ့ပြီးရင်အဝိယအတ္တဘာသုဒ္ဓတာသုဒ္ဓတိအက္ခဏိဋ္ဌသုဒ္ဓဝတ္တ5ပုံရှိတယ်အဲ့ဒါဆိုရင်ယူပ16ပုံပြီးသွားပြီဟိုဘက်ကျတော့အာယူပ4ပုံအာဂါသနိန္ဒာယရဏဘုဝိညာဉ်နိန္ဒာယရဏဘုအာကိဉ္စညာယရဏဘုနေဝတညာနာတညာယရဏဘုဒါဆို31ပုံပေါ့နော်ပြီးသွားအဲ့တော့နေဝတညာနာတညာယရဏနေလူပုံဘယ်လောက်กว่าဝေးရှိလဲတွက်လို့ရတယ်အခုနလို42,000ရဲ့9,508,000တစ်ဆင့်လူပုံကနေပြီးတော့အဝီစီဘယ်လောက်ဝေးလဲတွက်လို့ရတယ်ယူဇနာ3,500နဲ့အဝီစီကနေပြီးတော့အထက်သဗ္ဗဘဝခေါ်တာပေါ့နေဝတညာနာတညာဒီဘယ်လောက်လဲရတယ်ဒါပေမဲ့ just to know ပေါ့ဗျာသိထားရုံပဲဒါတွေကနိဗ္ဗာန်ရောက်ကြောင်းလည်းမဟုတ်သစ္စာသိရလည်းမဟုတ်ဘူးဒါလောကနဲ့ပတ်သက်လို့ပြောပြတာအဲ့တတ္တဝါတွေဒီလိုတည်မိနေကြတယ်ဆိုတာပြောပြတယ်နောက်ဒီမှာကျွန်တော်တို့သဘာဝပြောမယ်နေကြငရဲဆိုတာတော့သူကဒါဟိုတံမြေတွေနဲ့ပူလောင်နေတဲ့ပေါ့ဗျာဟာဟိုသိပ္ပံလည်းပဲဘယ်လောက်ဘယ်နှမိုင်မှာဆိုနီကယ်တွေနဲ့ဖွဲ့စည်းကြတယ်ဗျာသူကဏ္ဍသူပြောတာဒါကတော့နိအယလို့ခေါ်တာပေါ့အယဆိုတာချမ်းသာနိဆိုတာမရှိတာပါဠိစကားနိအယနေပြီးငရဲဖြစ်တာပေါ့နော်ရွှေရှာချမ်းသာဒုက္ခဆိုလို့စက္ကန့်တောင်မရှိဘူးတစ်စက္ကန့်တောင်မရှိတဲ့နေရာခံစားနေရတဲ့ဟာဒါငရဲဖို့တရိစ္ဆာန်တော့အလုံးသိတယ်နော်နောက်ပြိတ္တာလည်းသိတယ်ဟုတ်လားအမျက်စီငတ်ပြတ်နေအတူတကယ်ဆိုခတ်ဆိုးဆိုးဆိုအတူတကယ်တွေပေါ့နော်အမျက်ဒုက္ခရောက်နေတာအဲ့ဒါတွေရှိတယ်ဒါသူတို့အကြောင်းကတော့ပြောစရာသိမလိုဘူးဘာမှကိုထားစားတာဥပြုနေတဲ့ဟာတွေမဟုတ်သဘာဝတိုင်းနေတာလူကလည်းပဲကျွန်တော်တို့အားလုံးသိတယ်ဘာတွေစားနေတယ်ဘာတွေဝတ်နေတယ်ပဲလွတ်လွတ်နတ်နေနဲ့ကြားတဲ့ခါကျတော့နည်းနည်းလက်လန်းကွာတယ်ကွာတဲ့ခါကျတော့နတ်ဆိုတာဘယ်လိုသတ္တဝါလဲဆိုကောင်းမှုကုသိုလ်တွေအကျိုးကြောင့်သူတို့နေကြတယ်နတ်သုဒ္ဓါကိုစားတယ်ပေါ့နော်နတ်သုဒ္ဓါစားတယ်ဆိုတာနတ်သုဒ္ဓါဆိုတာကဟိုလူတွေစားလို့တော့အဆင်မပြေဘူးနော်လူတွေစားတဲ့အစားအစာကိုလည်းနတ်တွေကသိအဆင်မပြေဘူးနော်ဒါကမဟာပရိသေပမာဏသုံးမှာကြည့်ရင်သိတယ်နတ်သားပြည့်ရင်ဆုံးဖုံးတဲ့ဟာ
အဲ့တော့ဟိုအလွယ်နားလွယ်အောင်ပြောရင်တော့ဟိုနတ်တွေကဒီလိုကျွန်တော်တို့မြေကြီးလိုဖုံတွေအမှုံတွေပေးကြံနေတဲ့မြေတွေမဟုတ်ဘူးဖမ်းမြေမှန်းမြေတွေသူကအမြဲတမ်းတန့်ရှင်းတယ်ကုသိုလ်ကြောင့်သူတို့ရဲ့ကိုယ်ကာယကလည်းနူးညံ့တယ်တန့်ရှင်းတယ်ဒုက္ခမယုတ်တွေခေါ်တာပေါ့နော်ဒါကြောင့်မျက်လုံးနဲ့တုံတောင်မမြင်နိုင်ကျွန်တော်တို့မျက်လုံးကကျန်းတယ်ကျန်းတဲ့အာယုန်တွေလောက်ပဲကျွန်တော်တို့မြင်လို့ရတယ်ရုပ်ကိုရုပ်28ပါးမှာယူပါရုပ်တစ်ရုပ်ပဲကျွန်တော်တို့မြင်လို့ရတယ်ကျန်တဲ့ဒုက္ခမမြင်ရအောင်ဒါကြောင့်နတ်တွေကိုကျွန်တော်တို့မမြင်ရဘူးပေါ့ဗျာဒါအလွယ်ပြောပြအဲ့တော့အဲ့ဒါတွေကိုစားတယ်အခုလူမှလည်းပဲအခုအာကာသတွေပါတွေတက်တယ်မလားဟိုဟာပေါ့အမေရိကန်အာကာသပြပွဲတွေပါတွေလုပ်တဲ့ခါမှာသူတို့ဘယ်လိုစားတယ်ဘယ်လိုတောက်တယ်ပါအာကာသမောင်တွေပြင်ဆင်ပေးရတဲ့ဟာတွေရှင်းပြတာတွေရှိအဲ့ဒီမှာလည်းပဲဟိုဟာပေါ့အစားအသောက်တွေထည့်ပေးလိုက်တာပေါ့ဆေးလုံးလေးတွေလို့ပေါ့အဲ့ဒါတွေဘာလဲလို့ပြောတော့သူတို့ရှင်းပြတဲ့တိုင်ပြောရင်တော့လွယ်လွယ်မှတ်ရင်ကာဗွန်မပါဘူးကာဗွန်ထုတ်ထားတယ်ဒီမှာတရားတွေရှုကားတွေအစီနဲ့ထုတ်တယ်လို့ကာဗွန်ထုတ်ထားတဲ့အတွက်အဲ့ဒီကာဗွန်နဲ့ပတ်သက်တဲ့ခန္ဓာကိုယ်ကပြန်ဆွန့်ထုတ်ရမှာမရှိဘူးနော်အဲ့ဒီအာကာသမောင်တွေသွားရင်အပေါ်လေးသွားကြမလို့ဘူးနတ်တရားလည်းထုံနည်းတူစားပဲနတ်ဩဇာကိုစားတော့တယ်ဒီအပေါ်လေးသွားခြင်းကိစ္စမရှိဘူးရှာဖွေပြီးတော့စီးပွားရှာရတာမရှိဘူးပရိသေပင်နဲ့ဒါဘုံကံကြောက်ပေါ့နော်ပြမကြတော့သူတို့တဲ့မြင့်သွားတယ်နတ်မှာနူးညံ့ပေမဲ့ဟိုအထီးမှရှိတယ်နတ်သားနတ်သမီးရှိတယ်ဒီလိုကာမရာဂစိတ်ရှိတယ်ဒီလိုပဲပေါင်းသင်းနေထိုင်ကြတယ်လူတော့မကြမ်းတမ်းဘူးပေါ့နော်ပြမကြတော့အဲ့ဒီစိတ်မရှိတော့ဘူးဘာလို့ဆိုတော့ဇံပိန်ကြီးနဲ့ပဲနေတော့သူကဟိုဟာနဲ့ပဲနေတာပေါ့နော်ပြမဝိဟာရတရားပေါ့နော်ပြမဆိုတရားနဲ့နေပြီးတော့ဇံနဲ့ပဲနေပြီးတော့ပီတိနဲ့နေပြီးတော့အသက်ရှင်နေတယ်အဲ့တော့ဒီကဘာမြေပြင်ကနေပြီးတော့အပေါ်ကိုတက်သွားရင်သူတို့ကဘာပတ်လမ်းကြောင်းတွေရှိတာပေါ့ဗျာနော်တချို့အခုဆရာတော်တွေဟောနေတာကြားဘူးမှာပေါ့မြင့်မှုတောင်ပေါ်မှာလည်းရှာမတွေ့ဘူးပါညာကဘာပတ်လမ်းကြောင်းနဲ့သွားနေတာဒီအာကာသယင်တွေကနော်မြင့်မှုတောင်ဆို၄ကျွန်းတစ်မြင့်မို့ဆိုတာတောင်ကလဲမှာရှိမယ်ဗျာဒီလိုပတ်သွားနေရင်မတွေ့ဘူးပေါ့ဒီလိုသွားလို့မရဘူးသွားရင်တွေ့မှာပေါ့ဒါပေမဲ့အာကာသသဘောအရာကလည်းသွားကျင်တိုင်းသွားလို့မရဘူးလေသူစီကြောင့်လေရင်တွေလည်းဒီလိုပဲလေအကျယ်ကြီးပဲတိုက်မိကြတာသွားကျင်တိုင်းသွားလို့တော့မရဘူးပေါ့နော်အဲ့လိုဟာတွေရှိသလိုပေါ့ဒီတော့ကဘာမြေပြင်ကနေအပေါ်တက်သွားရင်ဒီလမ်းကြောင်းရနေလနက္ခတ်တွေရဲ့လမ်းကြောင်းရဖေ့တွေပါတွေလည်းအပြောင်းလဲရှိမှာပေါ့အဲ့တော့နေတာညတာတွေပြောင်းတယ်ဟိုကလပေါ်မှာတနေ့ကိုလူကဘာမှာဆိုရင်15ရက်ရှိတယ်တညကို15ရက်တစ်လရှိတာပေါ့တစ်ရက်ကိုဒီရက်15ရက်ရှိဒီတိုင်းမျိုးစတုမာတဲ့ဆိုတာခုနယူဇနာ4200အမြင့်73မိုင်နဲ့မြောက်ဒီပေါ့တက်သွားရင်သူတို့ရဲ့စတုမာတဲ့နတ်တွေရဲ့နတ်သက်က900ရှိတယ်သူကမြဲတယ်တောက်တင်စားဆို1000ရှိတယ်ပြီးတော့2000ရှိတယ်ကြောင့်အဲ့လိုမျိုးနှစ်ဆတိုးတယ်လူသက်တန်းနဲ့တွက်မယ်ဆိုရင်စတုမာတဲ့နတ်သက်က900လူသက်တန်းမှာဆိုရင်ဂရေ9သန်းရှိတယ်နော်နှစ်ပေါင်း9သန်းရှိတယ်ဒါပြီးရင်တောက်တင်စားဆိုရင်သူက100ဟိုနှစ်ဆတက်တယ်ဒီဘက်ကနေလူသက်တန်းနဲ့ဆိုရင်4ဆသွားတယ်သူက36သန်းရှိတယ်လူတွေရဲ့အနှစ်36သန်းအဲ့လိုတွေကွာတာပေါ့နော်အဲ့တော့အထက်မှာလည်းထုံနည်းတူစားပဲပေါ့ဟိုနှစ်သက်တွေကွာတယ်ဟိုဟာတွေအစားတောက်တွေကွာတယ်မျိုးစုံပေါ့နော်အဓိကကတော့မြတ်စွာဘုရားရှင်ကတော့ဒီ32ပုံလုံးမှာခုနကတော့ခွဲပြတယ်နိဗ္ဗာန်မဝင်မီစัจ जा မှာကောင်းရသုဂတိရောက်ဖို့အတွက်သုဂတိဘုံတွေရှိတယ်အဲ့ဒါသုဂတိကာမသုဂတိ9ဘုံလူဘုံနဲ့နတ်ပြည်6ထက်နော်စင်တမ်းမြင့်မြင့်ရှိပြီးတော့နေရမယ်စာရေးဝေရေးနေတော့ဘဝဖြစ်တည်ရေးဟိုဘက်မြမာတွေကြတော့ပို့ပြီးတော့ချမ်းသာသွားတယ်ပေါ့နော်အစင်တန်းကွာသွားတယ်ဒီဘက်ကငရဲတိရစ္ဆာန်ပြိတ္တာသူတွေကအစင်တန်းတွေနှိပ်သွားတယ်သူတို့ရဲ့ဒုက္ခခံစားမှုတွေလည်းအသီးသီးရှိတယ်ပေါ့နော်အဲ့ဒါကမြတ်စွာဘုရားရှင်ရဲ့အမြင်မြတ်စွာဘုရားရှင်ရဲ့အမြင်နဲ့ကြည့်ရင်32ပုံလုံးကိုအကုန်လုံးကဆင်းရဲနေတယ်လို့ပဲမြင်တယ်ဘာလို့လဲဘဝေဝဟံဗျံတိသွားဘုံဘဝဆိုတာဘေးရန်နေပဲနော်ဘလောက်ပဲပြန်မှာအသက်ရှည်ကြီးချမ်းသာတာပြီးရင်တစ်ချိန်ကျရင်သူတို့စုတိစိတ်ကြီးကြာကြရတာပဲပေါ့နော်အဲ့ကြလွတ်မြောက်ဖို့အတွက်လောကလွတ်မြောက်ရေးတရားကိုဆက်ပြီးတော့ဟောပါတယ်ဒါကလောက3ပါးပေါ်မှာမြတ်စွာဘုရားရှင်ရဲ့အမြင်ပေါ့နော်အချိန်နဲ့လေးစားသောအပြင်အဲ့ဒီပုံမှာသိကျင်တာရှိလဲမေးပေါ့နော်ဟုတ်ကဲ့ပါဆရာပြောပြခဲ့လို့ပေါ့နော်ဒီလောကရဲ့စမ်းကြယ်ပုံတွေကိုတည်တည်ချာချာသိခွင့်ရတယ်ပေါ့နော်နောက်ထပ်သိကျင်တာတစ်ခုလည်းရှိပါတယ်ဒါကတော့ဒီလောကဓာတ်တရား10ပါးဆိုတာကဆရာကရှင်းပြသွားခဲ့တဲ့လောက3ပါးထဲမှာဘယ်လောကမှာပါဝင်တာလဲဆရာရှင်းပြပေးပါအောင်ရှင်လောကဓာတ်တရား10ပါးကဘယ်လောကလဲပါတယ်ဆိုတော့တတ္တလောကထဲမှာပါတယ်ဆိုင်တာပေါ့နော်တတ္တလောကနဲ့ပဲဆိုင်တာပေါ့နော်အဲ့တော့အဋ္ဌိမေဘေခွေလောကဓမေလောကအနုပရိဝတ္တန္တိလို့ခေါ်တာအဋ္ဌိမေဆိုတာအဋ္ဌဆိုတာ10ပါးအပြားရှိကုန်သောလောကဓာတ်တရားတို့ပါပေါ့အဋ္ဌိမေဘေခွေလောကဓမေလောကဓာတ်တရားတို့သည်လောကတွင်နေထိုင်ကြတဲ့တတ္တဝါအပေါင်းတို့ရဲ့နောက်ကိုအနုပရိဝတ္တန္တိသူကအဆက်မပြတ်လိုက်ပြီးတော့နေတယ်ပေါ့နောက်ကနေလိုက်နေတယ်လောကဓာတ်အဲ့တော့ခုနပြောပြီးပြီတတ္တဝါဆိုတာလူနတ်ပြမှာလူဖြစ်စေနတ်ဖြစ်စေပြမာဖြစ်စေအဲ့ဒီနောက်ကိုလောကဓာတ်တရားက10ပါးရှိတယ်အကောင်4ပါးအဆို4ပါးရှိတယ်နော်လာဘောအလာဘောရသောအာရသောနေနံပဒံသာဒုက္ခံဒုက္ခံအကောင်4ပါးအဆို4ပါးရှိတယ်လိုက်ရတာမရတာနဲ့စပြီးအဲ့ဒီဟာတတ္တဝါတွေရဲ့နောက်ကို
အစင်မပြတ်လိုက်နေတယ်လို့ဆိုတာတတ္တဝါဆိုတာလူနဲ့ပြမှာဖျားဖြစ်လဲလိုက်မှာပဲဗြဟ္မာဖြစ်လဲလောကရန်ရှိတာပဲနတ်ဖြစ်လဲလောကရန်ရှိတယ်ဒါကြောင့်တတ္တလောကသင်္ခါရလောကဩဃာတလောကမှာဩဃာတလောကနဲ့လည်းမဆိုင်ဘူးသင်္ခါရလောကနဲ့လည်းမဆိုင်ဘူးတတ္တလောကဆိုတဲ့တတ္တဝါတွေနဲ့ပဲဆိုင်တယ်ဘယ်သူတွေလဲဆိုလူနဲ့ပြမှာအဲ့ဒီတည်းမှာထပ်အစစ်ကင်ပြောရင်လူနဲ့ပိုသက်ဆိုင်တယ်နော်လူနဲ့ဘာကြောင့်လဲလို့ဆိုတော့လောကဆိုတာပါဠိစကားပေါ့နော်လောကမှာ तू ကပါဠိအပြောင်းလဲရှိတယ်ကာကြီးကို तू ကခြေတယ်ခေါ်တာပေါ့ဖြတ်တာကာကြီးကိုခြေရင် तू ထိုးလာရေးချဆိုတာရှိတယ်အဲခြေလိုက်ပြီးလို့ပြင်မဲ့ဆိုရင်ဒီအလုံးကိုဖျောက်သွားတယ်ဖျောက်ရင် तू ကအာတရနဲ့သွားအောင်အောပေါ့နော်တဝေထိုးနဲ့ရေးချကြမယ်အောပေါ့အဲ့ဒီဩဒရကိုမှ तू ကဥဆိုပြီးတော့ပြောင်းတယ်အခရာဥကနေပြီးတော့ခုနမူရင်းရှိတာလာမလားလောကလူဆိုပြီးတော့အတန်ထွက်လို့ရတယ်အဲ့တော့လူဆိုတာဒီလောကဆိုတဲ့ပါဠိကနေပါဠိသက်စကားလို့ခေါ်တယ်သူကပါဠိသက်ရှိတယ်ပါဠိပြက်ရှိတယ်ဟိုမြန်မာစကားတွေမှာလေအဲပါဠိသက်စကားလူပဲတကယ်တမ်းသဘာဝနဲ့ပြန်ပြီးစမ်းစစ်ပြန်ရင်လည်းပဲအကောင်းလောကရန်အဆိုးလောကရန်လက်ရတယ်မရဘူးလားအချွေရများတယ်မများဘူးဆိုတာလူတွေနဲ့ပဲသက်ဆိုင်တယ်နတ်တို့ဗြဟ္မာတို့ကသူဂတိဘုံတော့မှန်တယ်သူတို့ကလောကမှာတလို့ကဟိုဓမ္မကတာတိရတာရှိတယ်အတ္တမကအတာတိရတာရှိတယ်32ဘုံကိုကြည့်လိုက်အပယ်၄ဘုံဒီအတ္တမကအတာတိရနေဒါကြောင့်ပူလောင်တဲ့ဆူပွက်တဲ့တိမ်မီအင်းတို့ဖွဲမိလောက်အဲဒုက္ခတွေဖြစ်နေတယ်အပေါ်ကနတ်ပြမာတွေကြတော့လူတွေလိုရှာဖွေစားတော့ရတာလည်းမရှိဘူးเนาะဘုံကံနဲ့ဖြစ်နေတော့ဓမ္မကအတာတိရနေတယ်ဒါကြောင့်အေးချမ်းတာရနေတယ်လူဘုံကြတော့ဓမ္မနဲ့အတ္တမဟာသူကဘာတပြန်ကြားတယ်ပြန်เนาะဒါကြောင့်လောကရန်ဆိုတာထွက်လာတယ်ဘာတပြန်ကြားတပြန်ဆိုတာဓမ္မကအတာတိရနေတဲ့ချိန်နဲ့ရှိမယ်အတ္တမအတာတိရနေတာလည်းရှိဓမ္မကအတာတိရနေတဲ့ချိန်မှာအဲ့လူလောကကြီးတာရတယ်အတ္တမအတာတိရတဲ့အချိန်မှာပူလောင်တဲ့ဆူပွက်နေပြေးလွှားနေရမှာပဲဒီအတ္တမအတာတိရနေတယ်အဲ့ဒါကြောင့်တကယ်တမ်းအစစ်ပြန်ကန်ရင်တတ္တဝါနဲ့သာဆိုင်တယ်ထပ်ပြီးတော့တခွန်းနဲ့ပြောပါဆိုရင်လူနဲ့သာသက်ဆိုင်တယ်เนาะလောကရန်တရားရှိပါဟုတ်ကဲ့ပါဆရာပြောပြပေးသွားခဲ့လို့ပေါ့နော်သိချင်တာတွေသိခွင့်ရခဲ့ပေါ့နော်ဆရာအထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာဟုတ်ကဲ့ကျွန်တော်လည်းဖြေကြားခွင့်ရတယ်ကျေးဇူးတင်ပါတယ်မိဘပြည်သူညီကိုမောင်နှမများရှင်ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆရာဦးစန်းလင်းစင်မြောင်းကနေတဆင့်ဆွေးနွေးပေးနေတဲ့အသည့်အလိမ္မာဉာဏ်ပညာအစီအစဉ်ကိုအပတ်စဉ်ထုံးလွှင့်တင်ဆက်ပေးလျက်ရှိပါကြောင်းသတင်းကောင်းပါအပ်ပါတယ်ရှင်ကျေးဇူးအားပေးကြတဲ့မိဘပြည်သူများအားလုံးကိုလည်းကျေးဇူးတူပဲတင်ရှိပါတယ်ရှင်